ဒီနေ့မှာတော့ AR မြစ်ဖက်ကိုအမြောက်ကြီးတွေချိန်ထားတဲ့အဖို့ဆက်ကရိုက်ခဲ့တဲ့နေရာကိုကျွန်တော်သွားလည်မှာပဲဖြစ်ပါတယ် 세상에 소리 질러 I love you 널 사랑한다고 내 여자가 되어달라고 눈부셔 always my star 내가 널 지켜줄게 I can တကယ်တော့ကျွန်တော်ရောက်ရှိနေတာကတရုတ်နိုင်ငံရဲ့အထူးအုပ်ချုပ်ခွင့်ရဒေသမကာအိုနိုင်ငံမှာပဲဖြစ်ပါတယ် Ladies and gentlemen, welcome to Macau. မကာအိုဆိုတာ Las Vegas တို့လိုမျိုးကမ္ဘာအကြီးဆုံးအလောင်းကစားရုံတွေရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်။အစင်းမြင့်မိုးမြောက်တိုက်ကြီးတွေကမ္ဘာသမိုင်းဝင်နေရာတွေလည်းတည်ရှိနေပြီးတော့လူဦးရေ6,890,000ကျော်တည်ရှိပါတယ်။ရခိုင်တုန်းကငါးဖမ်းတဲ့ရွာငယ်လေးဖြစ်ခဲ့ပြီးတော့အခုဆိုရင်တော့ကမ္ဘာထိပ်တန်းမြို့တော်တစ်ခုဖြစ်နေပါပြီ။ဒီလိုမျိုးစိတ်ဝင်စားပွဲအကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးမှဖြစ်လို့သိချင်တာလေးတွေရှိရင် comment မှာရေးသွားခဲ့လို့ရပါတယ်။ဒီနေ့မှာတော့အဖိုမလာမင်းသမီးတွေဇလန်ရိုက်ခဲ့တဲ့နေရာရဲ့အကြောင်းကိုပြောပြမှာဖြစ်လို့ဗီဒီယိုလေးကမပြီးသေးပါဘူး။အမြောက်ကြီးတွေရှိတဲ့နေရာကကိုလိုနီခက်ကခံတပ်ကြီးဖြစ်ပါတယ်။အခုမြင်နေရတာကတော့စိန်ပေါ်ဖျားเจ้าရဲ့မျက်နှာစာဖြစ်ပြီးတော့1835ခုနှစ်မှာမီးလောင်ကျွမ်းခဲ့တဲ့အတွက်ဖျားเจ้าရဲ့ရှေ့မျက်နှာစာကြောက်ပြားတွေပဲကြန့်ရှိတော့တာဖြစ်ပါတယ်။2005ခုနှစ်မှာလည်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာအဖြစ်လဲစာရင်းသွင်းခံခဲ့ရပါတယ်။ဖျားเจ้าရဲ့ရှေ့မျက်နှာစာမှာဆိုရင်ခရစ်စတန်ဘာသာရဲ့အကြောင်းအရာတွေကိုတရုတ်ပြည်သူတွေလက်ခံနိုင်အောင်တရုတ်ရိုးရာနဲ့ပေါင်းစပ်ပြီးတော့ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။1600ပြည့်နှစ်အစောပိုင်းတွေမှာဂျပန်ရှူကန်အစိုးရကခရစ်စတန်ဘာသာကိုနှိပ်ကွပ်ခဲ့တဲ့အတွက်နာဂါဆာကီရှူကျူးကထွက်ပြေးလာတဲ့ဂျပန်ခရစ်စတန်ဘာသာလက်မှုပညာရှင်တွေကဖျားเจ้าတည်ဆောက်တဲ့နေရာမှာပါဝင်ခဲ့တာဖြစ်လို့ဂျပန်အမွေအသက်တွေကိုလည်းခန်းစားနိုင်မှာဖြစ်ပါတယ်။တရုတ်နဲ့ဂျပန်ပြည်သူကလက်ရာတွေကိုပေါင်းစပ်ထားခဲ့ပေမဲ့ဖျားเจ้าရဲ့မျက်နှာစာမှာမွေးနဂါဗဟုရုပ်တစ်ခုကိုမှထွဲသွင်းထားခြင်းမရှိပါဘူးခရစ်စတန်ဘာသာရဲ့ဗျာဒိတ်ကျမ်းအပိုင်းစနစ်မှာဆိုရင်လည်းမွေးနဂါရဲ့အကြောင်းကိုဒီလိုမျိုးဖော်ပြထားပါတယ်အဲ့ဒီစာပိုက်တွေထဲမှာမာနစိတ်တအမည်ရှိသောရှင်းမွေဟောင်းလေးဟူသောငကားကြီးကို၎င်းဆိုပြီးတော့မွေးနဂါကိုစိတ်တန်နဲ့ခိုင်းနိုင်ထားပါတယ်ဒါကြောင့်ပဲဖျားเจ้าရဲ့ရှင်းမျက်နှာစာမှာငကားရုပ်ထုတွေစာချင်းသိမ်းရုပ်ထုတွေကိုပြောင်းလဲထည့်သွင်းပြသထားပါတယ်ကြောက်ပြားတွေရဲ့ဘီသူကလက်ရတွေပါဆိုရင်ဂျပန်ရိုးရာမိုးတိမ်ပုံစံရေလိုင်းပုံစံတွေတွေ့ရပြီးတော့တရုတ်ရိုးရာအနေနဲ့တရုတ်စာတွေတရုတ်ချင်သေးတွေကိုကြောက်ပြားရဲ့ရှေ့ဘက်မှာထည့်သွင်းထားတာလည်းတွေ့ရှိရပါတယ်စိန်မောဖျားเจ้าရဲ့တီဆောင်ရေးမှာနည်းနည်းဆန်ဆိုင်ပါဝင်ခဲ့တဲ့ဖာတာမက်ဒီယိုရစ်စီရဲ့အကြောင်းကိုလည်းခြံထားခဲ့လို့မရပါဘူးဖာတာရစ်စီကတရုတ်ပြည်မှာတာသနာပြုဖို့အတွက်ထူးခြားတဲ့နည်းပညာတစ်ခုကိုအသုံးပြုခဲ့ပါတယ်ခရစ်စတန်ဘာသာကိုတရုတ်ယဉ်ကျေးမှုနဲ့လိုင်လုံးနှိမ့်ချွေမှုဖြစ်စေရန်အတွက်ရဟန်းဝတ်စုံအစားတရုတ်ပညာတဲ့ဝတ်စုံကိုသူကဝတ်ဆင်ပါတယ်နောက်ပြီးတော့ကွန်မြူနစ်ဝါဒနဲ့ခရစ်စတန်ဘာသာတို့ရဲ့တူညီမှုတွေကိုလည်းရှာဖွေခဲ့ပါသေးတယ်ဒါကြောင့်ပဲဖာတာရစ်စီရဲ့အထိမ်းအမှတ်ဝတ်စုံကိုခြံထားတဲ့နေရာမှာတရုတ်ပညာရှိဝတ်စုံနဲ့သူ့ကိုတွေ့ရှိရတာပါဖတာရစ်ချီကစိန်မောတက္ကသိုလ်နဲ့စိန်မောဖျားเจ้าကိုတိစောက်ခဲ့တဲ့ပုံကိုဖြစ်တာကြောင့်စိန်မောဖျားเจ้าရဲ့အောက်ထပ်မှာမြေအောက်လိုင်ကောင်းတွေတိစောက်ပြီးတော့စိန်မောတက္ကသိုလ်နဲ့ဆက်သွယ်ထားတယ်လို့ဗဇက်ရာဇဝင်တွေကလည်းပြောပြထားသေးပါတယ်။အဲ့ဒီမြေအောက်လိုင်ကောင်းနေရာတွေကိုမကာအိုကတချို့ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကပဲဝင်ရောက်သွားလာနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။တခြားသိချင်တာလေးရှိခဲ့ရင်လည်းကွန်မန့်မှာရေးသွားခဲ့လို့ရပါတယ်။